တို့လေအလားလေးစင်ပြီးတော့မီးသီးလေးတွေနဲ့လည်းကျွန်တော်ဒါကားအမိုးအကာလေးပြုလုပ်ပေးထားတာလေတော်တော်အဆင်ပြေတယ်အုတ်ဒိုင်းလေးတွေအလားစင်ထားတဲ့ကာလာဆိုရင်ဒီမှာကြာခဲမဲကာလာလေးနဲ့ဒီလိုလေးအကွက်လေးတွေဖောက်ပြီးတော့အလားစင်ထားတယ်တော်တော်မိုက်တယ်အဲ့နဲ့လှည့်ကြည့်လိုက်တာနဲ့လှပတဲ့ပတ်ဝန်းကျင်တစ်ခုလုံးကိုလည်းအများကြီးကျွန်တော်မြင်တွေ့ခံစားလို့ရနိုင်တယ်စိတ်ကိုကြည်နူးသွားစေတဲ့ feeling တစ်ခုလည်းကျွန်တော်တို့ဒါပေးစွမ်းနေတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်ခင်ဗျာတစ်ပင်ပန်းပန်းလေး flower box လေးနဲ့အိမ်ရဲ့နံရံလေးမှလေးတေချာကတ်ထားတယ်အခုဆိုရင်ကျွန်တော်ဒါရာသီပေါ်ပန်းလေးတွေကလည်းလေရောင်စုံကိုပွင့်နေတာကွာဒါလည်းကျွန်တော်ဒါအီကိုဘူးလေးနဲ့အလားစင်ထားပြီးတော့မှဒီလိုလေးကျွန်တော်ဒါမီဇိုင်းနဲ့ပြေးထားတာလေလုံးဝ god အခန်းဆိုရင်လည်းကျွန်တော်ဒါတမလန်းသားတွေဖြစ်နေကျွန်တော်ထင်တာလေဒီလိုတက်သားအစ်စ်တင်နဲ့လဲပိုးရင်းနေရပဲကြွပြားတွေလည်းအကုန်ခင်းထားတယ်ကြွပြားတွေလည်းအမြင့်တက်ထားတဲ့အပြုံမှာ match ဖြစ်နေတဲ့ color quality ကောင်းတဲ့ကြွပြားတွေလည်းကျွန်တော်ဒါအလားစင်တာတွေ့မြင်ရမယ်ဘေးစင်အလားတွေကအစအရန်မိုက်တယ်ပြီးတော့ကျွန်တော်ဒါအသက်နေထိုင်ဖြစ်အောင်ဒီမှာ quality ကောင်းတဲ့ရေဘူးဆက်တွေပါကျွန်တော်ဒါအကုန်လုံးတက်ဆင်ပေးထားတယ်Dr. Somo, new home, new start, let it flow. Future's bright, we're moving up, so Dr. Somo. ကျွန်တော်ပြုံးနေမျိုးမှာနေထိုင်ဖို့အတွက်အိမ်လှလှလေးတစ်လုံးကိုရွေးချယ်ဖို့စဉ်းစားနေတဲ့ကျွန်တော်မိတ်ဆွေတွေသုံးဖို့စီးပွားရေးလုပ်ပြီးတော့မှ invest လုပ်ပြီးတော့မှအိမ်လှလှလေးတစ်လုံးလည်းဝယ်ယူမယ် vacation home အနေနဲ့ကျွန်တော်ဒါငှားပြီးတော့မှအလုပ်လုပ်ချင်တဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ဆိုရင်ကျွန်တော်ကအခုမြင်တွေ့နေရတဲ့အိမ်လှလှလေးတစ်လုံးကိုကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်လက်ထက်ကိုအနံပေးပြရစီဒီလေးတရှိနေတဲ့နေရာကဒါကျွန်တော်ပြုံးနေမျိုးရက်ွက်ကြီး7နှစ်ရေချမ်းအိုးမှာရှိတယ်ဖဲကျဲကမျက်နှာစာကကျွန်တော်ဒါ60ဖြစ်ပါတယ်ခင်ဗျာဒီဘက်ကတော့ကျွန်တော်ဒါ40ရှိတယ်အိမ်ထဲမှာလည်းအခန်းဖွဲ့စည်းမှုလှလှလေးနဲ့ quality ကောင်းနဲ့တိစောက်ထားတဲ့အိမ်လေးတစ်လုံးဖြစ်တယ်ခေါ်ရတဲ့ဈေးနှုန်းကလည်းသိန်း9250ကိုကျွန်တော်ညှိနှိုင်းပြီးတော့မှရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာအိမ်ရဲ့မျက်နှာစာအလှည့်ရတော့အရှိလက်ဖြစ်ပြီးတော့မှခြံတကားရဲ့အလှည့်ရတော့ကျွန်တော်ဒါတောင်လှည့်ဖြစ်ပါတယ်နောက်မှာလည်းကျွန်တော်ဒါဝါးပင်ဝါးချိတ်တွေကလည်းစီရှိနေပြီးတော့မှကျွန်တော်ဒါတကယ်ကိုအေဂျင့်တာရတဲ့အနေထားနဲ့ပြည့်စုံတဲ့အိမ်လေးတစ်လုံးဖြစ်တယ်ကျွန်တော်ကတော့ပြုံးနေမြို့မှာရှိတဲ့ခိုင်မသေးချာမှန်ကန်တဲ့မြေလေးတွေနဲ့အိမ်လှလှလေးတွေကိုပဲအဓိကရွေးချယ်ရောင်းချပေးနေတယ်ဒေါက်တာစိုးမိုးဖြစ်ပါတယ်ခင်ဗျအုတ်ဒိုင်းလေးတွေအလားစင်ထားတဲ့ကာလာဆိုရင်ဒီမှာကြာခဲမဲကာလာလေးနဲ့ဒီလိုလေးအကွက်လေးတွေဖောက်ပြီးတော့အလားစင်ထားတယ်တော်တော်မိုက်တယ်ပြီးတော့ဒီနေရာမှာကျွန်တော်တို့ဒါကားတစ်စီးအေးဆေးလေးရန်နာလို့ရအောင်ဒီလိုလေးအလားလေးစင်ပြီးတော့မီးသီးလေးတွေနဲ့လည်းကျွန်တော်တို့ဒါကားအမိုးအကာလေးပြုလုပ်ပေးထားတာလည်းတော်တော်အဆင်ပြေတယ်ပြီးတော့နောက်ထပ်အပြင်မှာလည်းကျွန်တော်တို့ဒါကလေးလေးကစားလို့ရတယ်နောက်ထပ်ကားတစ်စီးလည်းထပ်ပြီးတော့မှထိုးလို့ရတယ်နဲ့မြေပူကြီးကျယ်တစ်ခုပါတယ်ပြီးတော့တစ်ပင်ပန်းမန်နေဆိုတာဒီလိုပန်းအိုးလေးနဲ့စိုက်ထားလေတကယ်ကိုမေမျိုးအရသာကိုပေးစွမ်းနေတဲ့ feeling တစ်ခုရှိရယ်ပြီးတော့ဒီမှာဒီလိုလေးခြံစည်းရိုးမှာအပေါ်မှာလှုပ်ထားတဲ့အဖြူရောင်လေးတွေဆိုတာလေတကယ်ကိုအရန်မိုက်တယ်အိမ်ကနေလှည့်ကြည့်လိုက်တာနဲ့လှပတဲ့ပတ်ဝန်းကျင်တစ်ခုလုံးကိုလည်းအများကြီးကျွန်တော်မြင်တွေ့ခံစားလို့ရနိုင်တယ်စိတ်ကိုကြည်နူးသွားစေတဲ့ feeling တစ်ခုလည်းကျွန်တော်တို့ပေးစွမ်းနေတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်ခင်ဗျာပြီးတော့ဒီမှာကျွန်တော်တို့တစ်ပင်ပန်းမန်လေးတွေဆက်ပြိုးခြင်းနဲ့ကျွန်တော်မိတ်ဆွေအတွက်ဆိုရင်ဒီမှာတစ်ပင်ပန်းမန်လေးflower box လေးနဲ့အိမ်ရဲ့နံရံလေးမှလေးတေချာကတ်ထားတယ်အခုဆိုရင်ကျွန်တော်ဒါရာသီပေါ်ပန်းလေးတွေကလည်းလေရောင်စုံကိုပွင့်နေတာကွာလေ relax ပဲပြီးတော့မြက်ခင်းပြင်လေးနဲ့လည်းဒီလေးပါတယ်လမ်းလျှောက်မယ်အနားယူမယ်ကျွန်တော်ဆိုရင်နောက်မှခုံလေးတလေးထားပြီးတော့မှခုနကကျွန်တော်ဒါပတ်ဝန်းကျင်အလှကိုလည်းကြည့်ရှုရင်းနဲ့ဒီကိုအေဂျင့်စိတ်ငြိမ်ပြီးတော့မှနှွေးထွေးတဲ့ခံစားချက်ကိုရတဲ့အင်္ဂလာလေးတစ်လုံးဖြစ်တယ်။ဘိုးကျင်နေထားမှာဆိုရင်ကျွန်တော်ရဲ့လက်တကန်းလို့ကျွန်တော်ရဲ့မျက်စိတစ်ထောက်ဆောင်မှာဆိုရင်ကိုကျွန်တော်ဒါဘန်ဂလိုတွေနာမည်ကြီးဘန်ဂလိုတွေရှိတယ်ပြီးတော့ဒီမှာကျွန်တော်ဒါနောက်ထပ်wine coffee လို့ခေါ်တဲ့ပြုံးလို့ရဲ့အလားဆုံး coffee ဆိုင်လေးလည်းရှိရယ်ပြီးတော့ကျွန်တော်တို့ hotel တွေလည်းရှိတယ် Snow Palace Hotel တို့ပြီးတော့အိမ်လှလှလေးတွေတို့အဲ့လိုအများကြီးရှိနေတဲ့အနေအထားတစ်ခုဖြစ်တယ်ဒီမှာအနားယူလို့ရနိုင်တဲ့ area ဆိုရင်လည်းချစ်စရာလေးအပေါ်မှာလည်းကျွန်တော်တို့ဒါ eco ဘူးလေးနဲ့အလားဆင်ထားပြီးတော့မှဒီလိုလေးကျွန်တော်တို့မီဇိုင်းနဲ့ပြေးထားတာလေလုံးဝ god ဒီနေ့ဝင်ကြည့်ဒီမှာကြီးရဲ့အနေထားလည်းလေကျွန်တော်တို့အကြီးပဲအကျယ်ပဲအမြင့်ပဲကျွန်တော်တို့ဒူးကောင်းကောင်းနဲ့လည်းတေချာလေးဖွဲ့စည်းတိစောက်ထားလို့လည်းတွေ့မြင်ရတယ်ပြီးတော့အိမ်ထဲကိုဝင်လိုက်တာနဲ့ဒါကျွန်တော်တို့အေခန်းကြီးအခန်းဆိုရင်လည်းကျွန်တော်ဒါတမလန်းသားတွေဖြစ်နေကျွန်တော်ထင်တာလေဒီလိုတက်သားအစ်စ်တင်နဲ့လည်းပိုးရင်းနေရပဲအဲ့လိုအစ်စ်တင်နဲ့ကျွန်တော်ဒါအကုန်ခင်းထားတယ်ပြီးတော့ brain box ဘောင်တွေအားစားတယ်လုံးဝတက်သားအစ်စ်တွေလည်းကျွန်တော်အသုံးပြုပေးထားတယ်ဒီမှာမီဇိုင်းလေးဆွဲထားတာအစားစီလင်လေးအားစားဒီကိုငြိမ်းနေရပဲပြီးတော့ကျွန်တော်တို့စက်သေးရှိစွာတရှိနေတဲ့ဖះเจ้าဆောင်များလည်းအခန်းထဲကိုအိမ်ထဲကိုဝင်ခြင်းပါလေကျွန်တော်တို့ဒါတွေ့မြင်ခံစားရမှာဖြစ်ပါတယ်ခင်ဗျာပြီးတော့ဒီလိုလေးကက်ဘိနက်လေးနဲ့ပစ္စည်းလေးတွေတင်ဖို့အတွက်လည်းအဆင်ပြေတယ်ပြီးတော့ကျွန်တော်တို့ဒီလို slide door လေးနဲ့လည်းဒန်းရဲ့ kitchen area ကိုလည်း join ထားတယ်အဲ့ဆိုဒီရောက်အရင်ဝင်ကြည့်ဒန်းရဲ့ kitchen area ကိုကြာတော့ကျွန်တော်တို့ဒါဒီလိုလေးကျွေပြားနဲ့လည်းကျွန်တော်ခင်းထားတယ်ပြီးတော့မီးဖိုကန်ကိုလည်းဒီလိုအရှည်ကြီးထားပြီးတော့မှ cabinet လေးတွေနဲ့တကားလေးတွေနဲ့တေချာလေးတိစောက်ထားတာလည်းအရန်ကောင်းတယ်ချက်ပြုတ်မဲ့ပြင်ဆင်မဲ့ပလက်ပေါက်လေးတွေအားစပြီးတော့ဒီလိုနန်းရံကိုကတ်ထားတယ်ကျွန်တော်တို့ဒါဒီကျွေပြားလေးတွေအားစအရန်ကို match ဖြစ်နေတယ်အလင်းရောင်အားရဖို့အတွက်အညော်တွေပါထားဖို့အတွက်တကားကိုဖွင့်ချလိုက်အောင်ပဲအကုန်အဆင်ပြေတယ်ပြီးတော့ချက်ပြုတ်မဲ့ပြင်ဒီနေရာမှာကျွန်တော်တို့ဒါစားတော့မယ်ဒီခေတ်ကိုတက်တန်းအနံ့နေပွေးနေတာပဲနေချင်းစရာကိုကောင်းတဲ့အိမ်လေးတစ်လုံးဖြစ်တယ်ပြီးတော့ဒီဘက်ချက်မှာဆိုရင်ဒါကျွန်တော်တို့
အများဆုံးရေချိုးကအိမ်သားလဲဒီထဲမှာတစ်ခုရှိတယ်ကျွန်တော်ကြွေပြားတွေလည်းအကုန်ခင်းထားတယ်ကြွေပြားတွေလည်းအမြင့်တက်ထားတဲ့အပြုံမှာ match ဖြစ်နေတဲ့ color quality ကောင်းတဲ့ကြွေပြားတွေလည်းကျွန်တော်တို့အလားစင်တာတွေ့မြင်ရမယ်ဘေးစင်အလှတွေအစအရမ်းမိုက်တယ်ပြီးတော့ကျွန်တော်တို့အသက်နေထိုင်ဖြစ်အောင်ဒီမှာ quality ကောင်းတဲ့ရေဘူးဆက်တွေပါကျွန်တော်တို့အကုန်တက်ဆင်ပေးထားတယ်ပြီးတော့ secondary door ကနေပြီးတော့လည်းကျွန်တော်တို့အပြင်ကိုထွက်မယ်ပြီးတော့အပြင်မှာလည်းကျွန်တော်တို့အဝေး short set တွေပါညာရေးထားဖို့အတွက်လည်းသူ့နေရာလေးနဲ့သူ plug out တော့ရေပိုက်ကောင်းတော့အကုန်လုံးဖန်တီးပေးထားတယ်ပြီးတော့ကြွေပြားလေးခင်းထားတယ်ပြီးတော့နောက်ထပ်ဒီလိုလေးကျွန်တော်တို့အိမ်အထဲထဲဝင်ဖို့အတွက်လည်းတန်ပန်းနဲ့ကျွန်တော်တို့ပိတ်ထားပြီးတော့မှအနောက်မှာလည်းကျွန်တော်တို့အဝတ်လမ်းဖို့အတွက်နေရာလေးလည်းပါသေးတယ်ပြည့်စုံတယ်ဖွဲ့စည်းမှုလေးထဲမှာပါတယ်ကျွန်တော်တို့အိတ်ခန်းနှစ်ခန်းကတော့ဒီဘက်မှာရှိပါတယ်ခင်ဗျဒီဘက်ကတော့ကျွန်တော်တို့ master bedroom တစ်ခန်းဖြစ်မယ်ဒီဘက်ကတော့ single bedroom တစ်ခန်းဖြစ်မယ်ဒီဘက်ခန်းရုံကြည့်ဝါဒီခန်းလည်းအကျယ်ကြီးပဲဒီမှာမန်ပရိအကြီးတွေနဲ့အကုန်လုံးအိတ်ခန်းထဲမှာအလင်းရောက်အားနဲ့လေဝင်ထရာရဖို့အတွက်ကိုကျွန်တော်တတရားဖြစ်ဖွယ်မရှိအောင်တည်တည်ချာချာဖန်တီးတည်ဆောက်ထားတာလည်းအရင်မိုက်တယ်ပြီးတော့မျက်နှာချက်တော်တော်မြင့်တယ်ဒီဇိုင်းလေးတွေအလှဆင်ထားတာတော်တော်မိုက်တယ်တက်သားအစ်စ်တွေနဲ့ကျွန်တော်တို့ခင်းကျင်းထားတဲ့ဒီပါကင်းဆိုရင်လည်းလုံးဝမိုက်တယ်ပြီးတော့ရေချိုးကအိမ်သားနဲ့ဒီဘက်မှာရှိရဲတော်တော်ကိုကျယ်တဲ့အနေအထားတစ်ခုဖြစ်တယ်နောက်တစ်ခါတစ်ခါသွားကြည့်အိမ်လေးမှာကျွန်တော်တို့ဒါချစ်စရာကောင်းတဲ့အိမ်ခန်းလေးတွေနှစ်ခန်းပါတယ်တစ်ခန်းကတော့ရေချိုးကအိမ်သားတွဲရပါတယ်မာစတာဘန်တစ်ခန်းဖြစ်ပြီးတော့တစ်ခန်းကတော့ဒီလိုအခန်းလေးပါတယ်အခန်းကျဲကျဲတစ်ခန်းရှိရ single bedroom တစ်ခန်းဖြစ်တယ်အဲ့တော့ဒီလေးကကျွန်တော်တို့ဒါပေးရတဲ့ဈေးနဲ့လည်းတန်တယ်ဒီနေရာကောင်းတယ်ပြီးတော့ဖွဲ့စည်းမှုအားကောင်းတယ်ကြစ်ကြစ်လစ်လစ်နဲ့နွေနွေထွေးထွေးနေခြင်းနဲ့မိသားစုအတွက်ဆိုလည်းအရန်အဆင်ပြေပြီးတော့မှ plus လုပ်ထားပြီးတော့မှမိမြို့မှာ vacation home လေးနဲ့ကျွန်တော်ဒါငှားစားခြင်းနဲ့မိတ်ဆွေအတွက်ဆိုရင်လည်းဒီလေးကအရန်ကိုအဆင်ပြေတယ်အိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျ